အားလုံးမင်္ဂလာပါဒီနေ့အချစ်စစ်ကိုရှာတိုးနေမှနေရတုံးနေဆိုတဲ့ကောက်စဉ်အောက်မှာကျွန်တော်အားပေးတော့ချင်ပါတယ်ဆိုတော့ယနေ့လိုခီချီထဲမှာတချို့ကအချစ်ကိုငွေနဲ့တိဆောက်တယ်တချို့ကအချစ်ကိုအသွေးသားလောင်းတွေပဲတိဆောက်တယ်တချို့ကျတော့အချစ်ကိုတာဝန်ယူမှုတက်ဆာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့အရာကိုတိဆောက်တယ်ဒီနေ့ဒီ၃မျိုးထဲမှာကျွန်တော်ပြင်နေမှာပါနေပါတယ်အချစ်ကိုငွေနဲ့တိဆောက်လို့ရနိုင်မလားအချစ်ကိုအသွေးသားလောင်းတွေပဲတိဆောက်လို့ရနိုင်မလားအချစ်ကိုတက်ဆာတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အရာလေးတိဆောက်နိုင်မလားဆိုတော့ကိုဒီနေ့တမချန်းစာပုံမှာအခြေခံပြီးတော့ကျွန်တော်အပေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအချစ်ကိုချစ်စစ်ကိုတကယ်တွေ့နိုင်မယ့်နေဟာတော့ရှာတွေ့နိုင်မယ့်နေဟာကျွန်တော်မိဘတွေစီကဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ငါနေ့ကိုချက်တယ်ဆိုတဲ့စကားလုံးအောက်မှာနောက်ထပ်ငါနေ့ကိုချက်တယ်ဆိုတဲ့စကားလုံးရဲ့နောက်ဆက်တွဲတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတဲ့အပြည့်အဝပေးနိုင်တဲ့သူဟာမိဘတွေဖြစ်တယ်ကျွန်တော်မိဘတွေကတာသမီကိုကျွန်တော်ကိုချက်တယ်တာသမီမိဘတွေကကျွန်တော်တာသမီကိုချက်တဲ့အခါမှာသူတို့မှာပါဇက်နဲ့ပဲချစ်ပြနေတာမဟုတ်သူတို့ရဲ့ပင်ပန်းမှုသူတို့ရဲ့အနစ်နာအဆွတ်လွတ်ခံမှုတွေကျွန်တော်ကိုဘလောက်ချက်တယ်ဆိုတဲ့အကြောင်းသူတို့ပြနေတယ်ဆိုတော့ကျွန်တော်မိဘတွေရဲ့ကျေးဇူးတရားတွေမေတ္တာတရားကိုပြောတဲ့အခါမှာမကုန်နိုင်ပါဘူးအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်အတိတ်ကကျွန်တော်ကိုဟတ်တိစေတဲ့မိဘတွေရဲ့မေတ္တာတရားကိုကျွန်တော်နှစ်ချက်ပြောတော့ချင်ပါတယ်ပထမဆုံးမိဘတွေရဲ့မေတ္တာအများကြီးထဲမှာကျွန်တော်ကိုဟတ်တိစေတဲ့အချက်တစ်ချက်ကတော့မိဘတွေရဲ့အနစ်နာခံမှုဖြစ်တယ်ပေါ့နော်ဆိုတော့မိဘတွေရဲ့ဘယ်လိုအနစ်နာခံမှုလဲဆိုတော့ကျွန်တော်ပင်လည်းအခုအဖေဖြစ်တယ်ပေါ့နော်ကျွန်တော်မှတမိတစ်ယောက်ရှိတယ်ဆိုတော့ကျွန်တော်ကျွန်တော်တယောက်ပဲရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဗာနားလဲဆိုငါကျွန်တော်တော့မှတမိတစ်ယောက်ပဲရှိတော့ဒီလောက်ချစ်ပြီးဒီလောက်ဖြစ်နေတယ်ဆိုရင်ဥမာတာသမီ10ယောက်ရှိတဲ့သူတွေ9ယောက်ရှိတဲ့သူဆိုဘယ်လောက်တောင်သူတို့ရှစ်မလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုပါမိဘတွေရဲ့အနစ်နာခံမှုတွေကဘယ်လောက်ကြီးမားလဲဆိုတော့ဒီမွေးထားတဲ့သားသမီးကတနေ့တစ်ချိန်ကျရင်ငါ့ကိုထားခဲ့မယ်ဆိုတော့သိတယ်ငါသူတို့ပုံမှာကောင်းတယ်လို့ဒီသားသမီးတွေငါပုံမှာကောင်းချင်ကောင်းမယ်မကောင်းလဲမကောင်းဘူးဆိုတော့မိဘတိုင်းသိတယ်ဒါပေမဲ့တနေ့ကျရင်ငါ့ကိုထားခဲ့မယ်ဆိုတဲ့သားသမီးတွေကိုမိဘတိုင်းကပါလို့လဲဆိုတော့တာဝန်ယူမှုအပြည့်တရားကိုတရားပေးတယ်တာဝန်ခံမှုအပြည့်ပေးလုံခြုံမှုတွေအပြည့်ပေးတယ်ဒါကြောင့်မိဘတွေရဲ့အချက်အရေးအောက်မှာနေတဲ့တာသမီတိုင်းဟာလုံခြုံခြင်းကိုခံစားရတယ်ဘာဘေးအန္တရာယ်မှမရှိတဲ့ကဲ့သို့ခံစားရတယ်ဘာကြောင့်လဲဆိုတော့မိဘတွေကတာသမီကိုချစ်တယ်ဆိုစကလုံးနဲ့ချစ်ပြနေတာမဟုတ် action ဆိုတဲ့လှုပ်ဆောင်ခြင်းအရင်ကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းသူတို့ပြနေတဲ့အခါမှာကျွန်တော်ကိုလုံခြုံမှုတွေပေးတယ်ကျွန်တော်ကိုရေးရင်မှုတွေကိုဝေထုတ်ပေးစီတယ်ဆိုတော့ကျွန်တော်ကမိဘတွေချစ်ကျူးစရာကောင်းတာကသိတယ်တစ်ချိန်ကျငါ့ကိုထားခဲ့မိတယ်တာသမီတွေကငါနဲ့ခွဲနေရဆိုတော့သိတယ်ဒါမဲ့သူတို့မှာဘာမှဖုံးကွယ်တာသမီနဲ့ပတ်သက်နိုင်သူတို့ဖုံးကွယ်ထားတာတရားမတရားဖုံးကွယ်တတ်ခြင်းပါတစက်မှမရှိဘဲနဲ့တာသမီအပေါ်မှာပေးရမယ်တာဝန်ဝတ္တရားတွေကိုကြည်ပုံဝင်ပေးတယ်နောက်တစ်ခုကမိဘတွေချစ်ကျူးခြင်းတဲ့အရာတစ်ခုကမိဘတွေရဲ့တာသမီပေါ်မှာလက်ခံနိုင်မှုဖြစ်တယ်ပေါ့နော်ကျွန်တော်တာသမီတွေကမိဘတွေရဲ့ကျေးဇူးတရားကိုနားမလည်ဘူးမရှင်းချက်တဲ့အခါအတိတရားတွေမရှင်းချက်တဲ့အခါအတိတရားတွေမဝင်လာသေးတဲ့အခါမှာကိုယ့်ရဲ့စကလုံးတစ်လုံးကမိဘကိုဘယ်လောက်ထိခိုက်စေနိုင်လဲကိုယ့်ရဲ့အပြုအမူတစ်ခုကမိဘဘယ်လောက်ထိခိုက်စေနိုင်လဲဆိုတာကျွန်တော်မသိတဲ့အခါမှာတခါတလေကိုဖြစ်ချင်တာမဖြစ်လို့ကိုလိုချင်တာမရလို့သူများမိဘကိုခိုင်းနိုင်ပြီးကိုမိဘကိုနှိမ်ပြောတဲ့စကားတွေစာပြီးမိဘကိုပြဿနာရှာတာမိဘကိုရန်ရှာတာတွေပြီးတော့မိဘတွေကိုသူတို့ရဲ့စိတ်နှလုံးကိုအစိတ်မပျက်စီးတော့ဒဏ်ရာထိခိုက်မှုတွေဖြစ်အောင်ကျွန်တော်တို့ဘယ်လောက်ပြုမှားခဲ့ရင်တော့ကျွန်တော်ကိုပြောင်းလေးနဲ့ကျွန်တော်လက်ခံပေးနိုင်မယ်ကျွန်တော်တို့ကိုအချိန်မရွေးကြိုက်တဲ့ပုံစံနဲ့ခမမိုက်ပြီးထွက်သွားပါစေအိမ်ထဲနဲ့ထွက်သွားပါစေတင်ပေးခြင်းပဲဝင်လာကျွန်တော်ကိုလက်ခံပေးနေတဲ့သူကကျွန်တော်မိဘတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုမိဘတွေပါတွင်တင်နေတယ်လို့ပြောတဲ့အခါမှာအချစ်ဆိုတဲ့စကားလုံးကပါဇက်မှာပဲအရသာပြီးတော့တာမဟုတ်အချစ်ရဲ့နောက်ဆက်တွဲမှာတာဝန်ယူရတဲ့အရာခွလို့ပေးရတဲ့အရာအနစ်နာခံပေးရတဲ့အရာဒီခံပေးရတဲ့အရာဘယ်လောက်ထိကြီးမားလဲဆိုကျွန်တော်ပြနေတာဖြစ်တယ်နောက်ဒုတိယနေရာကျွန်တော်ရှာတွေ့နိုင်မင်းနေရာတော့ကိုယ့်အပေါ်မှာသက်စာရှိတဲ့ယောက်ျားကိုယ့်အပေါ်မှာတကယ်သက်စာရှိတဲ့မိန်းမဖြစ်ပါတယ်ကျွန်တော်အိမ်ထောင်မပြုတ်ခင်မှာအချစ်ကိုတစ်မျိုးနားလိုက်တယ်အိမ်ထောင်ပြုတ်ပြီးနောက်ပိုင်းမှာအချစ်ကိုတစ်မျိုးနားလိုက်တယ်ကျွန်တော်အိမ်ထောင်ပြုတ်ပြီးအခုကလေးတစ်ယောက်ရလာတဲ့အခါမှာကျွန်တော်သဘောအရင်ကျလာဆုံး
တကယ်ကိုတရားမှာတရားအားကြလာတဲ့သူတွေထက်ဘသူပါလိုက်ဆိုတော့စပင်ဖြူဒီနှစ်တောင်မှသွားမရှိတာမှအတူတူပေါင်းတင်နိုင်တဲ့ဇနီးမောင်နှံဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခက်တယ်ပေါ့နော်။ဘာလို့ခက်တယ်လို့ပြောတဲ့အခါမှာအိမ်ထောင်ကိုချစ်လို့တယောက်နဲ့တယောက်မြတ်တာမျှကြလို့အိမ်ထောင်ပြူလိုက်ပြီ။ဒါပေမဲ့နောက်ဆက်တွဲအချစ်ဆိုတဲ့စကားလုံးအဲ့ရကတိတော့ကိစ္စတွေမဟုတ်ကျွန်တော်နောက်ဆက်တွဲတာဝန်ယူရတဲ့ຢာတယောက်နဲ့တယောက်ဒီခံပေးရတဲ့ຢာအနစ်နာခံရတဲ့ຢာနားလည်မှုပေးရတယ်ကြီးမားလာတဲ့အခါမှာကျွန်တော်တချို့တွေဆိုလက်တဝက်တစ်ပြက်မှာအိမ်ထောင်တွေကွဲသွားကြတယ်တချို့ကျတော့အိမ်ထောင်ပြီး3လမှာအိမ်ထောင်ကွဲကြတယ်ဒါကြောင့်ဒီလိုမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့အခုကျွန်တော်စပင်ဖြူပြီးအတူတူပေါင်းတင်တဲ့ဇနီးမောင်နှံကိုအားကြတယ်ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကွယ်ရမှာရောကိုယ့်ရဲ့အရှိမရောကိုယ့်ပုံတကယ်တစ္ဆာရှိယောက်ျားကိုယ့်ပုံတကယ်တစ္ဆာရှိတဲ့မိန်းမပုံတကယ်ကျွန်တော်မေတ္တာတရားကိုတွေ့နေမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုကတည်ရတဲ့ပုံပေါ့နော်။ဖောက်ပြန်ခြင်းနဲ့ဘယ်လောက်များနေလဲဆိုတော့ကျွန်တော်အားလုံးအတိပဲအမြင့်ဆုံးပဲဖြစ်ပါတယ်။နောက်တက်တဲ့တစ်ချက်နောက်ဆုံးဘေးမှာလေလို့ပြောတဲ့အခါမှာကျွန်တော်မနေ့မှာရောဒီနေ့မှာရောနောက်ဘယ်တော့မှမပြောင်းလဲတဲ့သခင်ရှိခရစ်တော်ရဲ့မေတ္တာတရားဖြစ်ပါတယ်။ဒါကြောင့်ဖျားသခင်မေတ္တာကိုကျွန်တော်တမန်ကျမ်းစာပိုက်ဖတ်ပြီးတော့မှအားပေးချင်ပါတယ်။ယောမအခန်းကြီးရှေ့အပိုင်းငယ်39 38ထဲမှာအကြောင်းမူကားတည်ခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထုအမြင့်ဖြစ်စေအာနန္ဒဘုဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာတဲ့သောအရာဖြစ်စေအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤအရာမှစ၍အဘယ်နမိတ်အရာမြသည်ငါတို့သခင်ရှိခရစ်အဖြစ်ခံရသောဖျားသခင်မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင်သည်ဟုငါသည်တပေါ်ကြလျက်ရှိ၏ယောမခန်းကြီးရှိ30ကျွန်တော်တို့38 39ထဲမှာကျွန်တော်တို့ကိုဖခင်ရဲ့မေတ္တာဘယ်လောက်ထိကျွန်တော်တို့ပေါ်ကြီးမားလဲဆိုကျွန်တော်တို့ကိုပြောပြထားတာဖြစ်တယ်။ဖခင်သခင်ကျွန်တော်တို့ကိုချစ်တယ်ဆိုတာဟာကျွန်တော်တို့ကောင်းတယ်လို့ချစ်တာမဟုတ်။စိုးနေလေသူကချစ်ပြီးသားဖြစ်တယ်။သူသိတယ်ကျွန်တော်တို့မကောင်းဘူးဆိုတော့သူသိတယ်ဒါပေမဲ့သူချစ်တယ်။ဒါကြောင့်ဒီနေ့ယောမထဲမှာဆက်ပြီးဖော်ပြထားတော့ဖခင်သခင်ကျွန်တော်တို့အပြစ်ရှိစင်ပင်အပြစ်ရှိနေကြတဲ့တော့ကျွန်တော်တို့ဖခင်သခင်သူချစ်ပြီးသားဖြစ်တယ်။ကျွန်တော်တို့ဒီချိန်မှာတဲ့အရက်သမားဖြစ်နေကောင်းဖြစ်နေမယ်။စေးသမားဖြစ်နေကောင်းဖြစ်နေမယ်ဘိန်းစားဖြစ်နေကောင်းဖြစ်နေမယ်ဒုစရသမားဖြစ်နေကောင်းဖြစ်နေမယ်နောက်ပြီးဆုံးပြောဆိုပိတ္တဇာမဖြစ်နေကောင်းပိတ္တဇာဖြစ်နေကောင်းဖြစ်နေမယ်ဒါမဲ့သူယေရှုခရစ်တော်ဟာကျွန်တော်ကအရင်ကတင့်ဘလို့ချစ်ခဲ့တယ်အခုလည်းဒီလိုပဲချစ်တယ်နောက်လည်းဒီလိုပဲချစ်တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဖရာသခင်မေတ္တာဟာကျွန်တော်အတ္တမောဘယ်တော့မှမဖောက်ပြန်တော့ကျွန်တော်တို့တာလေဖရာပေါ်မှာသူ့ရဲ့အချက်ပေါ်မှာကျွန်တော်တန်နေရဝင်တယ်ကျွန်တော်ရန်လေးတော့ကောင်းရနိုင်မယ်ဖရာဘယ်တော့မှကျွန်တော်ကိုသူချစ်တဲ့ချက်ကဘယ်တော့မှကျွန်တော်ပုံမဖောက်ပြန်ဘူးနည်းနည်းလေးတော့မရိုင်နိုင်တော့ဘာလို့တမန်ကျမ်းစာဖခင်မေတ္တာဘလို့ပုံဖော်ထားလဲဆိုတော့ထာဝရမေတ္တာနဲ့မင်းဟာချစ်တယ်လို့ပြောတယ်ဖခင်သခင်ထာဝရဖြစ်တဲ့ကတူးမှရှိထာဝရမေတ္တာနဲ့ကျွန်တော်ချစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဆူချင်တဲ့ကျွန်တော်ဆူကောင်းကောင်းဖခင်သခင်ကကျွန်တော်ကိုချစ်နေတာဖြစ်တယ်ဖခင်ကျွန်တော်ကိုငါဘိန်းစားဖြစ်နေဖခင်ငါ့ကိုဘာလို့ချစ်တာလဲငါအသုံးစားလို့မရဘူးအသုံးမကျတဲ့ကောင်ဖြစ်နေဖခင်ငါ့ကိုဘာလို့ချစ်နေတာလဲဆိုရင်သူရဲ့မေတ္တာတရားဖြင့်ကျွန်တော်ပြောင်းလဲဖို့ဖြစ်တယ်ကြီးမားတဲ့ဖခင်မေတ္တာကိုကျွန်တော်ခံစားတဲ့အတ္တမှာတနေ့ပြီးတနေ့အခုကျွန်တော်လေးလူကောင်းမဟုတ်နော်လူကောင်းမဟုတ်ဖခင်မေတ္တာကြောင့်တနေ့ပြီးတနေ့ကျွန်တော်ဘဝတတ်မှာအော်ငါတလောက်စိုးနေတဲ့ကြားမှာပင်ဖခင်ငါ့ကိုချစ်နေတယ်ဖခင်ငါ့ကိုခွလို့နေပါလားဆိုတဲ့အရာတိလာတဲ့ကတရက်ပြီးတရက်အဲ့ဒီအချစ်စိုးတွေကိုပြုပြင်ချင်လာတယ်ဖြောက်ချင်လာတယ်အဲ့ဒီຢာကပဲဆိုဖခင်မေတ္တာခံစားခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကဘာလဲလို့ပြောတဲ့အခါမှာဖခင်လူတွေကဖောက်ပြန်တယ်ဖခင်ဘယ်တော့မှကျွန်တော်ချစ်တဲ့အချက်ဘယ်တော့ဖောက်ပြန်ဘူးတင်းဘေးနေရာမှာဖြစ်စီတင်းဘာအလုံးလုံးနေဒီဖြစ်စီဒီဘေးနေရာမှာရောက်နေဖြစ်စီတင်းအခုလက်ရှိဖြစ်နေတဲ့ပုံစံတိုင်းလူတင်းကိုလက်ခံချင်တော့လက်ခံမယ်ပေါ့ဖခင်သခင်ယေရှုခရစ်တော်ကတော့ကျွန်တော်ကအရှိတိုင်းကျွန်တော်ဖြစ်နေတဲ့ပုံစံတိုင်းကျွန်တော်ကိုခွလွတ်တာမကကျွန်တော်ကိုချစ်နေတဲ့ဖခင်ဖြစ်ပါတယ်လို့ဒါကြောင့်ဒီနေ့အချစ်စစ်ကိုရှာတွေ့နေမယ့်နေရာ၃နေရာထဲမှာမိဘမေတ္တာတချို့မိဘတွေကတော့ရှိသေးတယ်လူဖြစ်တဲ့အခါမှာကိုမွေးတဲ့တာသမီကိုတာဝန်ယူရှင်တဲ့အခါမှာတော့ပြထုတ်တာတွေရောင်းစားတယ်ရှိတယ်တချို့လူမယားတွေကြောင့်လည်းတရားဝင်ယောက်ျားမိမရှိတဲ့နဲ့ဖောက်ပြန်တယ်ကျွန်တော်ရှိပါတယ်ဒါပေမဲ့ဖခင်သခင်ယေရှုခရစ်တော်ရဲ့မေတ္တာကတော့ဘယ်တော့မှကျွန်တော်တို့ပုံမပြောင်းလဲပါဘူး
မနေ့မှလည်းမပြောင်းလဲဘူးဒီနေ့လည်းမပြောင်းလဲနောက်ဘယ်တော့မှလည်းပြောင်းလဲမှာမဟုတ်တဲ့ဘုရားမေတ္တာဖြစ်တယ်ဒါကြောင့်ထိုယေရှုခရစ်တော်မေတ္တာတရားကိုခံစားကြည့်ချင်တယ်ဆိုရင်ယေရှုခရစ်တော်ကိုနှလုံးသားထဲမှာခေါ်ဖိတ်ပါတွေ့မေတ္တာတရားကိုနှလုံးသားထဲမှာစီးစီးအောင်တင်ခုတင်ဘာပဲဖြစ်နေဖြစ်စီတင်ဘလို့ပုံစံဖြစ်နေပြီဖြစ်စီဒီဘာမှဘုရားကတင့်ကိုအပြစ်တင်မှာမဟုတ်ဘုရားကတင့်ကိုမေတ္တာတရားနဲ့တင့်ကိုပွတ်ဖက်ပြီးတော့မှတင်ဖြစ်နေတဲ့အတိုင်းဘုရားကခွင့်လို့ပြီးတော့တွေ့မေတ္တာကိုခံစားခွင့်ပေးမှာဖြစ်ပါတယ်လို့ဒါကြောင့်ဒီမေတ္တာတရားအကြောင်းကိုပြောပြရင်းနဲ့ဤညမှာရေကောက်ချုပ်ချင်ပါတယ်။အယောင်ဆရာဖျားသခင်ကောင်းချီးပေးပါစေ။